အားလုံးပဲမင်္ဂလာညချမ်းပါရှင်အသီးလေးတွေစားကြပါအောင်ဒီအသီးကကျွန်မဒီကွန်တိုရဲ့ဗီဒီယိုထဲမှာတော့ဝယ်တာအပြင်မှာဝယ်တဲ့အသီးတွေထဲ तू ကပို့ပြီးလက်ဆက်တယ်ဈေးတော့နည်းနည်းကြီးတယ်နေ့ကကျွန်မသားငယ်ခီးထွက်သွားပြီစဟိုက်သွားလိုက်တာပါကျွန်မတော့သူနဲ့ကျွန်မနဲ့အတူတူကော်ကောနာကိုသွားမလို့ဒီဘန်ကောက်မှာဝယ်ထားတဲ့ကွန်တိုကအခုပဲအိမ်အပ်တော့မလို့ဘာညာလှုပ်ရှားရှိတာစောင်းစရာရှိတာဘာညာဆိုတော့ကျွန်မပဲနေခဲလိုက်တော့မယ်လို့နင်ပဲကော်ကောနာကိုသွားလည်လိုက်တော့လို့ပြီးရင်ဗီဒီယိုတင်ပေးမယ်နော်အခုနော်ဖော့အကြောင်းကိုပြောမယ်သူတို့နှစ်ယောက်ရဲ့သတင်းကပွဲလို့ဖြစ်နေတာပေါ့နော်ဖော်လေးလဲသူ့ရဲ့တမိုင်းကိုမတရားအဖော်ခံနေရတယ်ပေါ့ဟုတ်ကြောင်းမဟုတ်ကြောင်းလည်းမသိပါဘူးနော်ဖော်ကတောင်ကြီးသူနော်မိမသားတယောက်ရဲ့ရှူတောင်းကနေပြီးတော့စကားနည်းနည်းပြောမယ် तू ကလူငယ်ဖြစ်တယ်မင်းသမီးလည်းဖြစ်နေတော့ပြိုတိုင်းကြိုက်တဲ့နင်းစီခိုင်ပေါ့ तू ချောသလားချစ်စရာကောင်းတယ်လို့ပြောရင်ပုံမှန်မယ်သူ့အရွယ်တော့ကကျမအရန်ချောတာကျမအသက်15နှစ်အလဆုံးအချိန်မှာလက်ရှိရဲ့ကျမအမျိုးသားတထေးသားလေးနဲ့စတွေ့တာလေခါ20နှစ်စပင်းဆိုရှေ့နောက်တညီတဲ့ခါထိအုတ်ကောင်းသလားမမင်းနဲ့အဲ့ဒုံကရဲ့ကျမအမျိုးသားယူရီးယားမှာချစ်သူရှိတယ်တက်တန်း3နှစ်ကျမတို့လိုလှပြီးချစ်စရာကောင်းတဲ့မိန်းမသားကိုမြင်လိုက်တဲ့အခါမှာယောက်ျားတိုင်းတော့လှပြီးချစ်စရာကောင်းတဲ့မိန်းကလေးတွေကိုသဘောကျတယ်ချစ်တယ်ကြိုက်တယ်အဲ့တော့အဲ့လိုခေတ်မှာ तू ချစ်သူရှိတယ်ဆိုတော့ကျမဘလို့မှမသိနိုင်ဘူးအဲ့တော့ online ဆိုတာလည်းမရှိဘူးအားကိုးစရာဆိုလို့အိမ်ကကြိုးဖုံးပဲရှိတာစကားပြောတာအရန်အဆင်ပြေချင်ဂျိုရုလိုင်းမှာသွားဆက်ရတာဒါကကျမတို့အသက်အရွယ်ကိုဖြတ်တန်းပူးတဲ့လူမှသိတာအဓိကကျမပြောချင်တာကယောက်ျားတွေဟာလှတဲ့အသက်အစမ်းအငယ်လေးတွေကိုဆိုရင်မှတ်မောတယ်နောက်ထပ်အချို့ဆိုရင်ခဏခေါ်တောင်အိတ်ချင်တယ်ပိုင်ဆိုင်ခြင်းလို့အိတ်ချင်တာလားလှလွန်းလို့ခဏအိတ်ချင်တာလားမသိဘူးယောက်ျားတွေမှာဖြစ်ပေါ်လာတတ်တဲ့တရုတ်လိုပြောမယ်ချုံတုံပေါ့တတင်ကားရဲ့နှထင်ကိုတက်လာတဲ့စန္ဒတစ်ခုပေါ့ယုံတော့အဲ့ဒါကယောက်ျားတိုင်းဖြစ်တာဟန်ဆောင်နေရနဲ့ဟန်မဆောင်တာပဲကွာတယ်ပြီးတော့လေယောက်ျားကောင်းကိုရထားတဲ့သူများလဲအရန်ကြီးဝမ်းတာမစောနဲ့ရတတ်ပံဒီဘဝပေါ့နော်ကိုနာဒီအကောင်ကိုလွမ်းမိုးနိုင်ဖို့ကွက်ကဲနိုင်ဖို့ဆိုတဲ့ဘာသာကိုမြင်အရန်တော်ပြီးထက်နေမှဒီလူနဲ့မြင်မြဲနိုင်မှာဒါတောင်မှဟာရုပ်အစင်းကောင်းရမယ်ဆင်းရဲချမ်းသာတာကိုထည့်မပြောဘူးနော် standard ရှိရမယ်စကားပြောတော်ရမယ်ရှုတော့မတူတဲ့အရာရာအားလုံးကိုမြင်နဲ့ပနားလည်နေရမယ်သူများဘာပြောလဲဆိုတဲ့စကားဝိုင်းထဲကိုမြင်စကားဆက်လို့ရနေရမယ်ရှင်းပြောရင်ကွာဘာလာဒေါင်းရမယ်ဆိုတဲ့ဂျော့ကာဖြစ်နေရမယ်မလွယ်ဘူးတကယ်တော်ပြီးချမ်းသာတဲ့ယောက်ျားတယောက်နားမှာတည်မြဲဖို့ဆိုတာအဖက်ကသူ့ထက်ကိုမြတာပြီးတော်နေမှသူဘလောက်ပဲချမ်းသာပြီးတော်နေပါစေကိုလည်းကိုနီကိုဟန်နဲ့သူ့ကိုငါမညံ့ဘူးဆိုတာပြနိုင်မှတရုတ်လိုပြောရင်ကွာဟူရှမ်းရှိတယောက်ကိုတယောက်ပြန်ပြီးအစွမ်းစားနဲ့ခိုင်မြဲအောင်တန်ဖိုးတစ်ခုနဲ့လာပြီးဆွဲဆောင်တာဒါမှတည်မြဲတာဒီအထဲမှာဂရင်ဘောကကိစ္စပြောစရာမလိုဘူးပါကိုပါပြီးသားနော်